အားလုံးပဲမင်္ဂလာပါဒီနေ့မိတ်ကပ်လို့နေရတော့တိုကျိုမှာရှိရဲ့မက်ယူရီကိုနဲ့ပြင်ထားပြီးဖြစ်ပါတယ် ဒီဗီဒီယိုလေးက2025နွေရာသီ8လပိုင်းရီမွေးနေ့အတွက်ဖူတူရှူရထားလေးပဲဖြစ်ပါတယ်ရှင်။မွေးနေ့အတွက်ဘိုးလုတ်နှမျိုးနဲ့ရထားပဲဖြစ်ပါတယ်ရှင် ဒီနေ့ဖိုတိုရှူလေးကတော့အောင်မြင်စွာနဲ့ပြီးတော့ပါပြီ Hello everyone welcome to my channel today I have a photo shoot come with me let's go အခုကတော့အဆက်ကူဆောင်နာမှာရှိရဲ့စတူဒီယိုပဲသွားပြရဖြစ်ပါတယ်ရှင်တိုကျိုရဲ့နေရာဒီပေါ့နော်အဲ့တော့ဝါဆဲကစတေရှင်သွားနေတာဖြစ်ပါတယ်ဒါတော့ပြီးသွားမှာရှင့်ဒီပေါ်နေပါတယ်ဟိုမှာအဲ့ဒါစတူဒီယိုရောက်တော့ရှေ့မှာဗတ်ဒီဖိုတိုရှူတယောက်ရှိလို့ကီမိုနိုနဲ့ wedding dress တွေကြည့်ရင်မိတ်ကပ်လူကိုစောင့်နေပါတယ်ရှင်မိတ်ကပ်စာလူနေပါပြီရှင်အမအရင်အောင်စိတ်ရှိပြီးတေချာလေးကိုပြင်ပေးပါတယ်အမအရင်တော့ကောင်းမစကားလေးအများကြီးပြောပြီးဒီဝမဲဝေစာ2မျိုးကိုကြည့်ပြောနေတာဖြစ်ပါတယ်တစ်ခုကတော့ခါဝါကြီးဖြစ်ပြီးတစ်ခုကတော့ဆက်စီဖြစ်နေရဲ့တဲ့မိကပ်ပြင်နာလေးကိုအသေးစိတ်ရိုက်ထားတာမဟုတ်လို့အမြန်နှုတ်နဲ့ရစ်ထားပါတယ်ရှင်။ဒီကဗတ်ဒီဖိုတိုရှူရန်ကုန်မှာတော့တစ်ခါရိုက်ပြပါတယ်။ဒါကတော့ဂျပန်နိုင်ငံမှာတော့အခုမှပထမဆုံးရိုက်တာပါ။ Makeup artist မက်ယူရီကိုတော့ Facebook ကနေအမရဲ့ဗတ်ဒီ look လေးတင်အောင်ကြည့်နေသဘောကျလို့ရိုက်ဖြစ်တာပဲဖြစ်ပါတယ်ရှင်။အမနဲ့စကားတွေအများကြီးပြောပြီးအားလုံးပုတ်ပါတယ်။အခုကတော့ eyelash တက်တာပါ။ eyelash တက်ပြီးတော့ရုပ်ကိုကြည့်ဒါလေးကတော့ပြင်ပြီးတဲ့အနေထားလေးဖြစ်ပါတယ်။ကဲပြီးသွားပါပြီ။မလန့်ဝမ်းနေအောင်နော်။ Hello မိတ်ကပ်ပြင်ပြီးတော့စပင်းကိုပြင်ပါတယ်။ဟာဝိုင်းဒါလေးကတော့ရီ Pinterest ကနေကြည့်ပြီးတော့ဝယ်ထားတဲ့ဝတ်စားလေးပါ။ငကက်ကိုတော့နှစ်ပေါင်းမရှိလို့ငကက်လေးဝတ်နေပါတယ်။ပြီးတော့အမကစပင်းကိုထပ်ပြီးတော့ခါဝါကြီးဖြစ်သွားအောင်ဆိုပြီးတော့လှလှလေးထပ်ပြင်ပေးပါတယ်ရှင်ပြီးတော့စပြီးတော့ဓာတ်ပုံရိုက်ဖို့ပြင်ပါတယ်ရှင်ဓာတ်ပုံရိုက်ဖို့လည်းအမက post ကိုအမျိုးမျိုးသင်ပေးပါတယ်မလုပ်တတ်မှလည်းမလုပ်ပါနဲ့ရှင်အမစိတ်ရှည်ပြီးတော့တပုံချင်းစီကိုတေချာကိုပြောပြပြီးရိုက်ပေးရပါဖိုတိုရှူထားတာလေးကိုလည်းအသေးစိတ်ရိုက်ထားတာမဟုတ်လို့အမြင်နှုံးနဲ့ရထားလိုက်ပါတယ်ရှင်ဒီအမနဲ့ post ကိုလုပ်ပေးရမယ်ဘယ်လိုနေထားနေလာမလဲဆိုပြီးတော့လည်းတိုင်ပင်ကြပါတယ်ဒီတိချာချာကိုအမကစိတ်ရှိတဲ့ရှင်နဲ့တင်ပြပေးပါတယ်ရိုက်ပေးပါတယ်ရှင်ဒီကတော့အမက setting ထပ်လောက်အောင်လို့ဆိုပြီးထပ်ပြီး setting လေးကိုထပ်ပြီးပြင်ပေးပါတယ်ခါဝိုင်းလို့အတွက်ဓာတ်ပုံရိုက်ပြီးတော့စကန်လို့အတွက်ဝေစားလဲပြီးတော့အမက makeup ထပ်ပြင်ပေးပါတယ်ရှင်ဘာလို့လဲမသိဘူးဒီစကန်လို့အတွက် makeup ပြင်တာလေးကိုပိုပြီးသဘောကျတယ်ပိုပြီးတော့လှတယ်ပိုပြီးမိုက်တယ်လို့ထင်ပါတယ်အရင်လဲကြိုက်တယ်ဒီစကန် outfit ကိုကြတော့လေဒီ Pinterest ကနေပြီးတော့ model ဝတ်တောင်သဘောကျလို့ဆိုပြီးတော့မှရှာပြီးတော့ဝယ်ထားတာပါရှင်ဒီ office နဲ့ရိုက်မဲ့ post တွေကလည်း Pinterest ကနေပြီးတော့ပဲရှာပြီးတော့ဒီ model တွေဒီဝယ်စားနဲ့ဒီ post တွေနဲ့ရိုက်ထားတဲ့ post ကိုပဲရိုက်မှာဖြစ်ပါတယ်ရှင်အမပြင်တာလေးကိုကြည့်နေနေသဘောတွေကြားနေတာအမတင်တန်းတွေလည်းဖွင့်ပါတယ် makeup တင်တန်းတွေလည်းဖွင့်ပါတယ်ရှင်
lipstick နဲ့ second makeup ဖြစ်ပါတယ် မိတ်ကပ်ပြင်ပြီးတော့အရန်နေသဘောကျတယ်ပြီးတော့ဓာတ်ပုံရိုက်ပါတယ် မယူရီကဒီဓာတ်ပုံရိုက်တာတွေရောမိတ်ကပ်ပြင်တာတွေရောအကုန်လုံးကိုပဲတယောက်တည်းတောင်းယူပြီးတော့ပြင်ပေးတာကိုရိုက်ပေးရဖြစ်ပါရှင်မြန်မာချင်းချင်းဆိုတော့ပုံမှန်နေလည်းတိုင်လို့ရတယ်ပြောလို့ရတယ်စိတ်ရှိရှိနဲ့ရှင်နေပြောပြပေးပါရှင်ဒီ post ရိုက်တဲ့ရင်းနေရသေးတယ်ပြီးတော့အမားကဘာ post တွေရိုက်ချင်လဲဆိုပြီးတော့ရှာပြီးတော့ထပ်ပြီးရိုက်ပါလိမ့်ရှင်နေကအချင်းဘယ်လိုကုန်လို့ပေါ်ရမှာလဲမသိဘူး Thank you မိတ်ကပ်လို့အရန်လာနေလို့သဘောကျနေတာကျဉ်းနဲ့နေ ဒီနေ့ photo shoot လေးရတော့ပြီးသွားပါပြီရှင်စိတ်ရှိရှိနဲ့တိတ်ချာဓာတ်ပုံတွေအများကြီးရိုက်ပြီးရင်အမအင်မလီ ပြီးတော့အမနဲ့မူသွားစားကြမယ်ဆိုပြီးတော့အမကိုစောင့်နေနေဝင် dress တွေဓာတ်ပုံရိုက်ပါတယ်ဝင် dress လေးရန်လာတော့ white dress လေးတွေလှပနေတယ်ပြီးတော့ kimono လေးနဲ့လည်းငှာပြီးရိုက်ပေးရပါတယ်ရှင် kimono လေးကတော့နောက်တစ်ခေါက်ပေါ့နော်နောက်ခေါက်ကျရင်တော့တယောက်တည်းမရဘူးဖြစ်ဖြစ် ဒီနေ့ photo shoot လေးရတော့မင်းမင်းရိုက်ထားပါတော့ဒါကတော့ second လို့လေးပေါ့ဒီ makeup ကတော့တော်တော်လေးလှနေပါလေရှင်းနေပါဒီ makeup လို့အရန်ကြိုက် ပြီးတော့အမနဲ့မြန်မာဆိုင်ရဲ့ခိုင်မုတ်ဒီဇိုင်းကိုတွားပြီးတော့မုတ်ဖတ်တုပ်သွားစားကြပါလိမ့်ရှင်မုတ်ဖတ်တုပ်ရဲ့ထုပ်ပတ်တီးရဲ့တောက်ပါတယ်လို့ပြောတယ်ထုပ်ပတ်တီးဝေးမဲသားနေတော့မန်စကားလေးအများကြီးပြောနေစားနေတာစားပါတယ်ထုပ်ပတ်တီးပြောရင်တောက်ပါတယ်မကလူကအရန်လာနေမိတ်ကပ်ဖြစ်နေပါစားကိုအရန်လာနေလူတယောက်ပေါ့နော်ဟုတ်တယ်ဒီကထောက်ပတ်စစ်စစ်ကိုပြောပြတာဖြစ်လို့တစ်ခါတည်းနဲ့မဝလို့ဆိုရင်နောက်တစ်ခါပတ်တာဒီကမှဖတ်တော့ကလည်းအရင်စကားပြောရလို့မရခဲ့ဘူးဆိုတာနေမှာမရှိဘူးမြန်မာမျိုးတော့ဆိုင်စီကားတဲ့ဆိုရင်ဆိုင်ကိုကြည့်ပြပါရှင်ဦးစားပြီးတော့အမနဲ့လမ်းဖွဲ့ပြီးတော့ပြန်ထည့်ပြန်လာဖြစ်ပါတယ်ဒီလေးခါလေးပုံလေးပဲဘယ်လိုပုံလေးတင်နေဆိုတော့ကြည့်လိုက်ကြရအောင် Okay ဆိုတော့လည်းကောင်းလေးပါ Okay ဒီတော့ Okay Okay အဲ့လိုလေးချင်းလေးကြည့်ရအောင်အဲ့လိုလေးချင်းလေးကြည့်ရအောင်အဲ့ဒီကြည့်ရချင်းလေး Okay တက်လေးတင်နေမယ် ပုံလေးတွေကအမ edit လုပ်ပြီးတော့ပို့ပေးထားတဲ့ပုံလေးတွေပဲဖြစ်ပါတယ်ရှင်အမကတော့ Mac Yuri ကိုဖြစ်ပါတယ်
အမနဲ့ရိုက်ချင်တယ်ဆိုရင်ဆက်သွယ်လို့ရပါတယ်ရှင်မဲယူရီကိုဖြစ်ပါတယ်တတား အားလုံးပဲနောက်ဗီဒီယိုလေးတွေမှာထပ်ဆုံကြမယ်နော်